တယောက်ကအယောင်စီးရေးမှလုပ်တယောက်ကလုံယုံရေးဝန်ထမ်းလုပ်ဟဲ့လားနာမည်လှလှလေးကတ်မနေကြပါလားဖေဖေမန်းတာကိုကျွန်တော်မကြည့်ရလို့ငါမအိုသေးဘူးကွာအားမမိဘကိုတည်းကငါပါတယ်မှာသားသမီးတွေကိုပညာတစ်ပိုင်းစားသင်ပေးပြီးတော့မင်းတို့ရှာလို့ရတဲ့ပတ်စံကိုထိုင်သုံးဖို့ကိုတရားမပါဘူးမိဘဆိုမိဘကိုတည်းကမိဘတောင်းကိုကျေရမှာအိမ်တော်ဦးစီးဆိုအိမ်တိတ်ရေခေါမိုးနဲ့အတူတူပဲကွာလေတန်းမိုးတန်းခြေတန်းကိုကာဝယ်ပေးရမှာကောင်းငင်ကိုကြော်ပြီးမိသားစုကိုရှင်ပတ်တဲ့ထည့်ထားဘာကြောင့်လဲဖြစ်လာတဲ့အန်းအသက်ပေးကာဝယ်နေငါတို့လိုပဲပြောလို့မိဘဖြစ်တဲ့ငါမိဘကိုတည်းကကြည့်ချင်အဖေသူရဲ့ကောင်းမအဖေအမြင့်မြတ်ဆုံး